ရားထိုင်နေရဝင်လေထွက်လေဒီနာလေးသိနေရနှာခေါင်းတွင်းနဲ့တော့မဝင်အောင်ဒီလိုဘက်တွေဘာတွေမမှတ်အောင်ဝင်လေထွက်လေဒီခါရကြဝင်လေထွက်လေရှည်တယ်ဒီခါရကြတိုးတယ်ရှည်ရှည်တဲ့အတိုင်းလေးသိတိုးရင်တိုးတဲ့အတိုင်းလေးသိဆရာတော်တွေကတော့ရှည်အောင်တိုးအောင်ဒီကြလောက်ရှူရတာတော့မဟုတ်ဘူးတဘာဝအတိုင်းပဲရှူလို့ဒီလိုသင်လေးရှိတယ်နည်းနည်းပါးပါးရှူမိလည်းဘာမှဖြစ်ပါဘူးရှည်ရှည်ရှူမှသိမယ်ထင်လို့မလို့ရှူတယ်ဆိုရင်လည်းဘာမှတော့မဖြစ်ပါဘူးအဲ့လိုရှူလို့ရကိုတင်းတာတွေဘာတွေမဖြစ်ဘူးဆိုနည်းနည်းရှည်ရှည်လေးရှူဖြည်းဖြည်းလေးရှူပြီးတော့ဒါရှည်တဲ့ဝင်လေလေးတိုတဲ့ဝင်လေလေးဒီလိုသိနေရင်လည်းရသိနေလို့ရှိရင်အဲ့ဒါလည်းပဲရတယ်ဝင်လေထွက်လေရှည်ရှည်တဲ့အတိုင်းသိတိုတဲ့အတိုင်းသိဒီလိုဝင်လေထွက်လေလေးပဲသိနေတယ်ဒါနံပါတ်1နံပါတ်2ကရှည်ရှည်တဲ့အတိုင်းသိတိုတဲ့အတိုင်းသိဒီလိုနံပါတ်3ကျတော့တောက်လျှောက်သိဝင်လေစအနေဆုံးထွက်လေစအနေဆုံးနေရာတော့ဒီနေရာပဲမပြတ်မလတ်သိတာကိုဆိုလိုတယ်သမာဓိနည်းနည်းပိုတက်သွားတာပေါ့နံပါတ်4ကတော့ငြင်းအောင်ကျင့်ဖြည်းဖြည်းချင်းသူကငြင်းသွားတာနည်းနည်းတိမ်မွေ့သွားတာပေါ့ကျမ်းအောင်မလို့အောင်ငြင်းအောင်ကျင့်ရတယ်အဲ့ဒါတော့အထူးသဖြင့်တော့ကိုယ်စိတ်တွေလှုပ်ရှားရင်ဒါမှမဟုတ်ဝင်လေထွက်လေတွေကျမ်းနေတယ်ငြင်းကျင်တယ်ဆိုရင်ငါရဝင်လေထွက်လေဒီတိမ်မွေ့သွားစီရမယ်တိမ်မွေ့ခြင်းတယ်ဒီလိုလေးဆိုတိမ်မွေ့သွားတာမလွင်တော့မလောက်တာပဲကောင်းတယ်အလွန်တိမ်မွေ့သွားရင်လည်းမှားတာခက်တယ်ကွာသမားကြီးနည်းနည်းတက်သွားလို့ရှိရင်တော့တိမ်မွေ့သွားတာကောင်းတာပေါ့အဲ့ဒီလိုလေးချက်စာမှာဖော်ပြထားတယ်ကြိုက်တာကိုအစဉ်ပြေအားသုံးလို့ရပါတယ်အစားဆုံးလူတွေတော့ဝင်လေထွက်လေဝင်လေသိထွက်လေသိဒါမှမဟုတ်အရှိတိုသိဒီလိုလုပ်လို့ရဖွင့်ဆိုချက်တင်မှာတော့တခုထပ်ပြီးတော့အကြံပေးတယ်အများကြီးပြန့်လွင်နေတော့ရေတွက်တဲ့နည်းသုံးပါတယ်ဝင်လေတစ်ထွက်လေတစ်ဝင်လေထွက်လေတစ်ပေါ့ဝင်လေထွက်လေနှစ်30တက်တော့မများနဲ့နံပါတ်တွေစိတ်ဝင်စားသွားတယ်9တက်တော့မနည်းနဲ့အလွန်ကျဉ်းလွန်းတော့စိတ်တုံလှုပ်တယ်ဒီနည်းလည်းပေးထားအဲ့တော့ဝင်လေထွက်လေလေးသိနေတယ်ဆိုရင်ကိုယ်ပဲတိုးတက်လို့ရပါတယ်ရှည်တာတိုးတာတွေသိရင်လည်းသိလို့ရတယ်မသိလည်းပဲတိုးတက်လို့တော့ရပါတယ်နောက်ကြတော့သူကအမြဲတောက်လျှောက်သိတယ်ရောက်သွားမှာပေါ့တောက်လျှောက်သိအဲ့လိုသိနေတချို့လူတွေကြတော့အစမှ1မိနစ်2မိနစ်ကိုမထားနိုင်နောက်ကြရင်တော့ဒီ90မိနစ်နိုင်ဝက်1နာရီ2နာရီဒီလိုထားနိုင်အဲ့လိုထားနိုင်ပြီဆိုမလွတ်တော့ဘူးအဲ့ဒါကြတော့ကိုချိန်ပေးဖို့ပဲလိုတော့တယ်တရားကလည်းအားထုတ်နိုင်တယ်တစ်ထိုင်နဲ့တစ်ထိုင်နိုင်ဝက်လောက်နားလိုက်ရင်ကိုဘယ်မှပြေးသွားပြီနောက်တစ်ထိုင်ဆက်ထိုင်လဲစိတ်ကကတ်နေတာဒီလိုမကွာတော့အဲ့ဒါကြတော့တိုးတက်သွားပြီဆိုတဲ့လူတွေကြတော့စိတ်ကအဲ့မှာအမြဲကတ်နေတာအဲ့လည်းပဲကတ်နေမှာပဲနိုးလည်းပဲကတ်နေမှာပဲကိုကနည်းနည်းလေးပဲလှုပ်ပေးလိုက်ရတာရှိတယ်နည်းနည်းလေးစိတ်ကတ်ဖို့ကြိုးစားရတာပေါ့တခြားဟာတွေမတွေးပဲနဲ့ဒါလေးကတ်ဖို့ကြိုးစားရင်မှကတ်သွားပြီအဲ့ဒီအချိန်မှာကြာရင်တော့လူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်အလုံးနဲ့ဟုတ်လို့တာပေါ့တကယ်တိုးတက်ခြင်းတော့ဘာလို့တမာရီကတော့ကိုယ့်ကိုကူညီနိုင်တယ်အချိန်မရွေးအားထုတ်ဖို့မပင်မတော့ထိုင်တော့နေမှာပဲရေပုံရတဲ့ပေါ့အစားပိုင်းတော့အဲ့လောက်ကြီးမရအောင်မိနစ်20ပြီးအားကုန်သွားနိုင်ဝက်ပြီးအားကုန်သွားဒီလိုလေးဖြစ်တတ်တယ်အားကုန်ရင်တော့ဒီနားလေးမှာပဲဒါလေးထားနည်းနည်းလေးသိရုံပဲသိအဲ့ဒါဆိုနည်းနည်းအားသက်တာတော့တိုင်းအားထုတ်တော့လဲမျက်နှာတွေပါတင်းတာပါညာဖြစ်တတ်တယ်အဲ့လိုငြိမ်ပြီဆိုရင်ထိုင်တိုင်းငြိမ်ပြီဆိုရင်ရိတ်တာမှာဆိုရင်တော့3ရက်လောက်ဆက်ငြိမ်ပြီဆိုရင်တော့အလင်းလေးတွေပါလေးတွေတွေ့လာတာမိခိုးရောင်လေးလိုပါလေးလိုတချို့လိုဆိုရင်တော့အပြင်တွေရောပါတွေရောလင်းတတ်တယ်ကာမီထိုးသလိုလဲလင်းတတ်တယ်အစားသမားတွေကအစားသမားတွေရဲ့အလင်းကမှိန်ရင်လည်းမှိန်တယ်ဒါကြီးတောက်ချင်လည်းတောက်တယ်သူကတိတ်ကိုစိတ်ကထိန်းတာပုံမှန်သေးတော့ဘလို့ဖြစ်ဖြစ်လေးတွေပဲသိရတာလင်းနေပါလေမကြည့်အောင်ကြည့်ရင်ပို့ပြီးတော့မတိမငြိမ်ဖြစ်တယ်ဒီနားမှာပဲဆက်ကတ်ထားတယ်
အဲ့ဒါဆိုရင်တော့မိခိုးရောင်လေးကနေဖြူရောင်လေးကနေအမတန်တောက်ပလာတာပေါ့တောက်ပလေသက်သက်ကြီးမဟုတ်ဘူးမျက်စိနဲ့မြင်တယ်လို့မြင်ရတယ်ရောင်လင်းရှိတယ်တောက်ပတယ်အဲ့မှာကတ်ထားရတယ်အဲ့ဒီတောက်ပတဲ့အရောင်လင်းနဲ့ထဲဝင်သွားပြီဘာမှမသိတော့ဘူးဆိုအစတော့ခဏပေါ့နောက်တော့ဖြည်းဖြည်းချင်းအချင်းတိုးလာနိုင်ဝက်ရလာတနာရီရလာတနာရီထိုင်မယ်လို့ဘာမှတခြားတွေဘာမှမသိတော့ဘူးအဲ့ဒီအလင်းရောင်ထဲမှာပဲဒီတိုင်းနေရပေါ့အိဋ္ဌာနဲ့တော့ကွာချတယ်အိဋ္ဌာဘာမှမသိဘူးဒါကသိတယ်ဟိုအာယုံဒီအာယုံတော့မသိတာဒီအလင်းအာယုံတစ်ခုတော့သူသိနေတာပေါ့တန်လိုက်တုံးတန်လိုက်ကိုကတ်နေတယ်လို့ပဲစိတ်ကမကွာတော့တခြားတွေးတွေမရှိတော့အဲ့ဒါမျိုးဆိုရင်ဇန်လို့ခေါ်တယ်ရောင်လင်းလည်းတောက်ပနေပေါ့စိုက်ဆူထူးမြဲမြန်ရှုဝတန်ဇန်ဟုခေါ်တဲ့ဇန်ဝင်စားနေတယ်လို့ခေါ်တယ်အဲ့ဒီဝင်စားတဲ့အလေးကျင့်လဲကြောင်ကျင့်ရတာပေါ့ကြောင်တဖြည်းဖြည်းချင်းနည်းတိုးယူရတယ်တနာရီ2နာရီ2နာရီနဲ့3နာရီညမကြီးကောင်းရင်3နာရီနဲ့4နာရီဖြစ်တာပေါ့စိတ်အားတော့အဲ့အချိန်မှာတော့ကောင်းနေပြီခန္ဓာကိုယ်အားပဲလို့တော့တယ်ခန္ဓာကိုယ်အားကောင်းရင်ကောင်းသလောက်မောင်းလို့ရအားအကုန်လုံးသုံးလို့ရစိတ်ကတော့မလွတ်ဘူးအားမှရှိနေအားကုန်သွားပြီဆိုရင်တော့တင်လို့လွယ်လေးပဲပြန်ကြတာပေါ့တင်လို့ရတယ်ပြန်ကြတယ်ဒီလိုနည်းလေးနားလိုက်လာနေပါလေရှောက်လိုက်ဒါဆိုလူကပြန်ပြီးတော့ဣရိယာပုတ်ညီမျှသွားပြီးပြန်အားရှိလာနောက်တစ်ခါဆက်ထိုင်1နာရီ2နာရီ3နာရီဒီလိုရအောင်ပါပဲဒီလိုအဲ့တော့အချိန်အများကြီးနေ့တွေကိုကြော်ဖြတ်လို့ရတယ်ကမ္မထမ်းထိုင်ပြီးတော့အချိန်ဖြုံးတယ်လို့တော့ပြောမရဘူးဒါအကုသိုလ်ရပြီးတော့နေတာဆိုတော့ဖြုံးတာမဟုတ်ဘူးအချိန်သုံးတယ်ပြောရမှာအဲ့ဒါမှပထမဇန်တို့ဒုတိယဇန်တို့တတိယဇန်တို့သရုတ်ထဇန်တို့ပင်စမဇန်တို့ဒီလိုတက်ရတယ်ရေနည်းကတော့ဇန်5ဇန်ရေနည်းရှိတယ်4ဇန်ရေနည်းရှိတယ်ပထမဇန်နဲ့ဒုတိယဇန်စသည်ဘာထူးလဲဆိုတော့စိတ်ရဲ့အချက်လက်နေနဲ့ပြောရင်ပထမဇန်အချက်လက်5ခုကနေအလုံးလုံးနေတာဝိတက်တင်ပေးတယ်ဝိစာရအာယုံကိုသုံးတတ်တယ်ပီတိဒီအာယုံလေးနှစ်သက်တယ်ဒုက္ခချမ်းသာခံစားတယ်ဧကဂတာတခုရီတော့အောင်ရှိတယ်အချက်လက်5ခုစိတ်ကိုယ်စိတ်ထဲမှာအလုံးလုံးနေရဘူးဒီအချက်လက်5ခုရဲ့အလုံးလုံးမှုကြောင့်ဆရာဒီမှာအကြာကြီးနေနိုင်တယ်အားကောင်းနဲ့အကြာကြီးနေနိုင်တာအဲဒီအချက်လက်5ခုရဲ့လှုပ်ဆောင်ချက်ကိုဇန်လို့ခေါ်တယ်တခုချင်းတွေကိုတော့ဇန်ရင်္ကာလို့ခေါ်တယ်အဲ့တော့ဒုတိယဇန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီအချက်လက်2ခုကိုပယ်လိုက်ရတယ်ဒါဖောင်းနီးရဗိဓမာနီးရတော့တစ်ခုပယ်တယ်ဖောင်းနီးညဖြင့်တုတ်တန်နီးပေါ့တုတ်တန်ဇန်4နီးရေအတွက်တယ်ဗိဓမာဦးဇင်းတို့သင်တဲ့စာအုပ်တွေကတော့9နီးရေအတွက်တာပေါ့9နီးဆိုရင်တော့တစ်ခုချင်းပယ်တယ်ဒီလို4နီးကျတော့2ခုတစ်ခါပဲပယ်လိုက်တယ်အဲ့တော့ဇန်အင်္ဂါတွေ5ခုရှိတာ2ခုပယ်လိုက်ဝိတဝိစာရပယ်လိုက်ဒုတိယဇန်ရောက်သွားဒုတိယဇန်ကျတော့3ခုတည်းနဲ့လှုပ်ပုံငိန်တာပေါ့ကားကောင်းကားမကောင်းတာမောင်းရနေကားကောင်းမောင်းလိုက်ရင်နည်းနည်းသိတာတယ်ကားတော့ကားပဲသို့တော့ငြိမ်သက်တာချင်းမတူဘူးပေါ့တတိယဇန်ရခြင်းနဲ့နောက်ထပ်ပီတိလေးထပ်ပယ်ရတယ်စနစ်ရပယ်ရတာပေါ့ပယ်တဲ့နည်းစနစ်အသေးစိတ်တော့ရှိစတုထဇန်ရခြင်းနဲ့ဆိုရင်ဒီကဒုက္ခချမ်းသာခြင်းကနေပြီးတော့ဥပေက္ခဒါကိုပြောင်းလဲရတယ်စိတ်ကညှို့ကိုင်းဆိုင်အောင်ပဲပြောင်းတာကမ္မထာထုတ်တဲ့လူတယောက်ရဲ့ညှို့ကိုင်းဆိုင်မှုဟာထိရောက်တယ်ဒီကပယ်ခြင်းနဲ့ဆိုရင်ပယ်လို့ရတယ်သူစနစ်တကျလုံးရင်သူညှို့ကိုင်းဆိုင်မှုကနည်းနည်းလေးတွေးမှုကထိရောက်တယ်ဒါကြောင့်ခန္ဓာကိုယ်ဘက်ကိုမလှည့်အောင်ဆိုခန္ဓာကိုယ်ဘက်လှည့်လိုက်တာနဲ့ခန္ဓာကိုယ်ရဲ့ဟာတွေမြင်တတ်တယ်ဓာတ်တဘာဝတွေနောက်တော့ဝိပဿနာရှုရင်အဲ့ဒါတွေကြည့်ရပါတယ်ဒါပေမဲ့စနစ်တကျကြည့်ရတာဒီတိုင်ရမ်းကြည့်ရင်တော့ဓာတ်တွေမငြိမ်မသက်ဒီလိုဖြစ်တတ်တယ်ခန္ဓာကိုယ်ဘက်မလှည့်ရအောင်အားကောင်းလာရင်မှန်ကန်တဲ့အာယုံမှာပဲအဲ့လိုထားရတယ်မဟုတ်ရင်ကိုထားလိုက်တဲ့အာယုံကအမတန်ဆူးရှာတာပေါ့စိတ်ကအစွမ်းထက်တယ်ဒါကြောင့်မလို့အားကောင်းလာပြီဆိုလေမှန်ကန်ထားရလေပေါ့
အဲ့ဒီလိုဆိုရင်အဲ့ဒါပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ပင်စမဇန်ဒီလိုကုသိုလ်တွေရတယ်ဇန်ကုသိုလ်တွေအဲ့ဒီဇန်ကုသိုလ်တွေကဗြဟ္မပြေကိုမွေးဖွားစေတတ်တယ်ပိဿုပန်ဘဝမှာပျော်တယ်ပေါ့နေရတာပျော်တယ်စိတ်ငြိမ်ငြိမ်ရှိ1နာရီ2နာရီလောက်ထိုင်လိုက်လူကလန့်သွားပြီစိတ်ညစ်တဲ့ကြောင့်မကောင်းတဲ့အာယုန်တွေတွေးလို့စိတ်ညစ်တာအလုံးကြောင်းနေပါတယ်ပေါ့အဲ့လိုမတွေးဘဲနေနိုင်တယ်ဆိုပျော်သွား1နာရီလောက်မတွေးလိုက်ရင်ကိုစိတ်ကလွတ်လပ်သွားပြီအဲ့ဒါလို့ပေါ့ဟိတ်တယ်ဆိုရင်1နာရီလောက်မတွေးဘဲနေတာအလုံးတွေပါတယ်လူကတော်တော်လန်းဆန်းသွားတယ်အဲ့တော့သူကပျော်တယ်ပိဿုပန်ဘဝမှာဝိပဿနာရဲ့အခြေခံလည်းဖြစ်တယ်ဝိပဿနာရဲ့အခြေခံဝိပဿနာရှုခြင်းအဲ့ဒီလိုအယောင်လင်းနေရှိတယ်ဆွမ်းအားရှိတယ်ဆိုရင်စိတ်ညွတ်လာအောင်ပဲကိုရုပ်ရှုခြင်းနဲ့ရုပ်ညွတ်လာအောင်ပဲနာမ်ရှုခြင်းနဲ့နာမ်ညွတ်လာအောင်ပဲညွတ်ရင်ရောက်သွားပြီအကြိုင်းနေလို့ရမဟုတ်ရင်တော့စိတ်ကပါဝါမရှိသေးဘူးဆိုရင်တော့ကိုကဒါကြည့်ခြင်းလဲစိတ်ကမရောက်ဘူးဘုရားအာယုံယူခြင်းလဲဘုရားအာယုံမရောက်ဘူးရုပ်ရှုခြင်းနာမ်ရှုခြင်းလဲရုပ်နာမရောက်ဘူးဘေးရောက်သွားတယ်ဒီလိုတမာရီရှိရဲ့လူကြောင့်ဘေးမရောက်တော့ဒါကြောင့်သူကဝိပဿနာရဲ့အခြေခံဖြစ်တယ်ပျော်လဲပျော်တယ်ပျော်မှလည်းလုံနိုင်တာမပျော်ရင်ဒီတဝိပဿနာရှုအိမ်မှာနေလဲရှုလို့ရတယ်ရတာတော့ရတယ်ဒီခန္ဓာကိုယ်ကြီးနေစာဒုက္ခပဲရှုလိုက်ဝိပဿနာတော့ဖြစ်သွားတာပဲတို့တော့အဲ့ဒါအမှန်တန်တိတ်နေပေါ့ဘာလဲဆိုဟိုစိတ်ရောက်သွားပြန်ပြီသွားရင်လာရင်လုံရင်ကန်ရင်ဆိုတော့နည်းနည်းတော့ရှုရတာပေါ့ဒါရတဲ့လောက်ရှုရတာတကယ်အလုပ်ဖြစ်တာမဟုတ်ဘူးပေါ့အလုပ်မဖြစ်ဘူးအလုပ်ဖြစ်တာကြတော့စနစ်တကျလုံးမှအလုပ်ဖြစ်တာပေါ့အဲ့တော့ဇန်နေပါရရတဲ့လူကသူကပြောတယ်သူ့အလုပ်မှာလောကီစည်းစိမ်နဲ့နည်းနည်းစွတ်မယ်ဆိုရင်လည်းစွတ်နိုင်တာပေါ့သူကတစ်ဖက်မှာနည်းနည်းပြောစရာရှိတယ်ပြောစရာရှိတော့နည်းနည်းနှစ်ခုရှိသွားရင်လို့တစ်ခုလည်းမဟုတ်တော့မဟုတ်ရင်တော့မရှိသေးဘူးဆိုရင်တော့လောကီစည်းစိမ်မှာပစ္စံမိသားစုဒီလိုပဲမိခိုးနေရတာအရိယာပဲရှိသွားပြီဆိုတော့နည်းနည်းမိခိုးမှုကဒီမျိုးဖြစ်သွားတယ်တယောက်တည်းလည်းနေလို့ရတယ်ဒီလိုဖြစ်သွားစားစရာအခြေခံလေးလုံလောက်အောင်စားစရာလေးလုံလောက်အောင်ဝတ်စရာလေးဆိုရင်အဲ့ဒီလူကရပြီပျော်လို့ရပြီဒီလိုလိုအပ်တာတွေအများကြီးမရှိတော့ဘူးပေါ့ကိုတန်မိုးထားတဲ့လူဆိုရင်ပေါ့တန်မိုးထားတဲ့လူဆိုရင်တော့ဒီကုသိုလ်ကောင်းမှုတွေကိုတန်မိုးထားတဲ့လူအဲ့ဒါဆိုရင်တော့သူကဒါတွေပဲပွားနေတော့မှာပေါ့ရှေ့တုန်းကဖျားလောင်းနေလို့ပေါ့မင်းစည်းစိမ်စွန့်တော်ထဲမှာနေတရားအထုတ်ဒီလိုသူတို့ကတန်မိုးထားတာတန်မိုးမထားတဲ့လူကြရင်တော့နည်းနည်းလေးသူကရပြီမယ်လို့အိမ်ပြန်ကျင်တယ်ဒီလိုတန်မိုးထားဝင်ညာတယောက်နဲ့တယောက်မတူအဲ့တော့အရင်ဆုံးရအောင်လုပ်ရတာပေါ့လေရအောင်လုပ်ပြီးတော့တန်မိုးထားတတ်ဖို့ဆိုတော့နည်းနည်းတန်တရာနဲ့ခြိကြည့်ရအဲ့ဒါတွေကြတော့ခြိကြည့်ပြီးတော့မှတရားတွေပါနေနာမှလည်းအဲ့ဒါကြည့်တတ်တာဘုရားဆုံးမှတရားဆုံးမှရမှဘလို့ကျိုးရှိတယ်ဆိုတာသိမှလည်းတန်မိုးထားတတ်တာအဲ့တော့ဇံရတဲ့ပုံကိုယ်တွေကအလုံးမှပြောတယ်သူကဝိပဿနာရှုပြင်းရင်အဲ့ထက်မှနေလိုက်မပြင်းတော့ရေပုံရသဘောသူကစိတ်ချမ်းသာတယ်ပျော်ရွှင်တာပဲများပါတယ်တယောက်တည်းနေတတ်တယ်စသည်ဖြင့်အကျိုးတွေအများကြီးရတယ်စိတ်ငြိမ်းအေးတယ်တခုခုပြဿနာဖြစ်လဲအချိန်စောင့်နိုင်တယ်သူကပူပန်းနေတဲ့လူမဟုတ်တော့စောင့်နိုင်တယ်အဲ့လိုစောင့်နိုင်တဲ့လူဆိုရင်မှသူကလည်းသူပြဿနာတော်တော်များများတော့အေးသွားတာပေါ့တချို့ကတကယ်ဖြည့်ရှင်းစရာမလိုဘူးကိုယ်သာအေးဆေးဆေးရှိသူကလည်းသူပြီးသွားတာဒီလိုအဲ့တော့တမာရီတွေရရင်အဲ့လိုအကျိုးရှိတယ်အဲ့ဒီအကျိုးရှိတယ်ပိဿုပန်ဘုရားပြောတယ်ကုသိုလ်တွေနဲ့ပြောတယ်ဆိုတာကအကျိုးအများကြီးရှိတယ်မဟုတ်ရင်အပြောရှားတာအကုသိုလ်ဖြစ်ခြင်းလည်းဖြစ်တယ်ဒီလိုအဲ့တော့အာနာပါနကမ္မထံတော့အဓိကကမ္မထံပေါ့ဒီမှာသင်တယ်တော့စတုရာရခကိုယ်ဆောင်တရား၄ပါးကမ္မထံအကူတွေပေါ့ဗုဒ္ဓနုတ္တိဘုရားကုံအောင်ပြုလို့ရတယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဒါတွေလေ့လာထားရင်ကောင်းတယ်အဲ့ဒါတစ်ခုပြီးတစ်ခုအောင်ပြုလဲရတစ်ခုချင်းထပ်ခါအောင်ပြုလဲပဲရတာပေါ့အဲ့ဒါဘုရားကုံတွေပွားရင်ဘုံလဲကြည့်တယ်တမာတိလည်းဖြစ်တယ်သူလည်းကမ္မထံတစ်ခုပဲဒါတရားဖြစ်တယ်ကိုယ်စိတ်ထဲမှာမလုံးကြုံမှုထင်ရင်အဲ့ဒီကဘုရားကုံပွားနေရတယ်ကံမကောင်းမှုထင်တယ်ဘုရားကုံပွားနေကံကတော့ကောင်းသွားမှာပေါ့ဗုဒ္ဓနုတ္တိနောက်တစ်ခါမေတ္တာဒီဟာ
ပွားလို့မကောင်းဘူးဆိုမေတ္တာပွားခြင်းပွားလို့ရကိုယ်နဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေအဆောင်ရှောက်နတ်တွေအဲ့လိုပွားလို့ရတယောက်ပြီးတယောက်အဲ့လိုကိုလုံမှတွေ့ရမယ်လူတွေပေါ့မေတ္တာကြောပွားယူရတာပွားယူမှလည်းမေတ္တာထားလို့ရမဟုတ်ရင်တော့အတူနေနေနဲ့စိတ်တစ်မျိုးတစ်ဖုံဖြစ်တတ်တယ်တယောက်နဲ့တယောက်ဘုန်းကြီးတွေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ကိုကမေတ္တာပွားထားတဲ့လူဆိုရင်တော့တဏှာမဖြစ်တော့မေတ္တာပို့ရှိတတ်တာပေါ့နေရတာပို့အဆင်ပြေတယ်မေတ္တာတော့အထူးသဖြင့်စိတ်ဒေါသဖြစ်တတ်တဲ့လူတွေအထူးသဖြင့်ပေါ့ဖြစ်ခါမှဆိုရင်တော့တိတ်မလွယ်တော့မဖြစ်ခင်နိုင်မေတ္တာနဲ့ဥဆောင်မိထားရတာစိတ်ကိုမေတ္တာထားဖို့ကြိုးစားရတာအတုပလည်းပွားရတယ်အတုပဆိုတာယွန်းစရာလူတွေကောင်းတွေပါလေယွန်းစရာဖြစ်နေတွေ့ရင်လည်းမှတ်ထားရတယ်ငါခန္ဓာကိုယ်လည်းဒီသဘောရှိတယ်သူငါခန္ဓာကိုယ်လည်းဒီသဘောရှိတယ်အဲ့လိုပွားထားရတာစိတ်ထဲမှာမှတ်ထားပွားထားအဲ့ဒီလိုမျိုးအမှတ်တင်ညာကိုအမြဲတမ်းပြောင်းယူရတာဒါရဆိုလွယ်တာပေါ့နဲ့တွေးလိုက်ရင်စိတ်ကရောက်သွားပြီဒီလိုရှင်အတုပဆိုတာ32ခုထာတာတို့ဘာလို့ပွားတယ်စပင်မွေးခြေတဲ့လက်သေးသွားရေးစိုးရုံနေမဟုတ်ဘူးစိတ်ကလည်းအဲ့ဒီဟာကိုလိုက်မြင်ရအဲ့လိုလောက်ပါများရင်အမှန်တန်တွက်တယ်တမာတိကောင်းသွားပြီဆိုတာဆိုလိုက်ရင်နောက်ကစိတ်ထဲမှာမြင်ပြီအသက်ဆိုလိုက်အသက်မြင်တယ်ကျင်ကြီးကျင်ငယ်ဆိုလိုက်ကျင်ငယ်မြင်တယ်ခန္ဓာကိုယ်လည်းဒီလိုမြင်တယ်ဆိုတာသူ့အတိုင်းတာနဲ့သူပေါ့တချို့ကြာအယောင်လင်းနေနဲ့မြင်တာပေါ့အယောင်လင်းနေနဲ့မျက်စိနဲ့ကြည့်တယ်လို့ကိုမြင်တာအဲ့ဒါကြတော့တချို့ကြတော့နည်းနည်းအတွေးရောက်တာပဲရှိတယ်သူအဆင့်တန်းရှိတာဘယ်လောက်ပွားထားတယ်လဲဘယ်လောက်လုံးလေးရှိတယ်လဲတမာတိဘယ်လောက်ရှိတယ်လဲအာနာပါနတို့ဘာလို့လဲခုနလိုလင်းရောင်နေရပြီဆိုရင်တော့9မိနစ်လောက်ကြည့်လိုက်ရင်ကိုမြင်တော့မှာပေါ့ဒီလိုတာမန်ဆိုရင်တော့ထက်ကတွေးထားတွေးပေးရတွေးပေးရင်အဲ့တွေးရနောက်ကျတွက်တယ်ဒီလိုစာတွေဘာတွေဖတ်ပါများအဲ့စာကိုဘယ်ဘက်မျက်နှာမှာရှိတယ်ညာဘက်မျက်နှာမှာရှိတယ်နီရောင်လေးတားထားတယ်ဝါရောင်လေးတားထားတယ်မျက်စိနဲ့မြင်တယ်လို့ပေါ့အဲ့လိုပဲမြင်လာတာပေါ့32ခုထာတာတွေမြင်ပြီးဆိုယွန်းစရာလို့နှလုံးသွင်းရခန္ဓာကိုယ်ရယ်ယွန်းစရာဆိုရင်ဒါအတုပရှင်အတုပခန္ဓာကိုယ်ထဲမှာပိုးတွေရှိတယ်ဗါတယ်မျက်စိကနေကိုယ်ပေါက်တော်ရအမာဝစာတလို့သုံးတယ်အငြိအကျေးတွေထွက်တယ်ဒါအမှတ်တင်ညာလူတွေကအမှတ်တင်ညာထားမယ်အမှတ်တင်ညာပေါ့ယွန်းစရာဒီလိုအမှတ်တင်ညာမျိုးကအကျိုးရှိတတ်မှတ်မှုကိုပယ်နိုင်တယ်ဒါလည်းအခါလျော်စွာလုပ်ဖို့လိုတယ်ရာဂဒေါသမဖြစ်အောင်အဲ့တော့ဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိသိခြင်းတရားလည်းအခါလျော်စွာဆင်ញင်ပေးရတယ်သိခြင်းသဘောရှိတယ်ဘယ်သူဖြစ်ဖြစ်ကိုယ်လည်းပဲဒီသဘောရှိတယ်သူများရင်လည်းဒီသဘောရှိတယ်မဟုတ်ရင်မတည်မဲ့လူတွေလို့အလုံးနေတတ်တယ်လုံးနေတော့ဒီကလေးကြုံတွေ့လာရင်အဲ့ဒါစိတ်ပူပမှန်နဲ့သွားရတာပေါ့မပြင်းမစင်မဲနဲ့စဉ်းစားထားတဲ့လူကြတော့ထိုက်တော့ပြင်ပြီးသားနည်းနည်းစဉ်းစားတဲ့လူကနည်းနည်းပြင်ပြီးသားအများကြီးစဉ်းစားတဲ့လူဆိုရင်အများကြီးပြင်ပြီးသားပေါ့အဲ့တော့ပြင်ပြီးသားဆိုတော့ကိုယ်ကာယမဖြစ်တော့ဘူးပေါ့အဲ့တော့ဗုဒ္ဓနုတ္တိရဲ့မေတ္တာရဲ့အတုပရဲ့မရဏတ္တိရဲ့အဲ့ဒါကတော့အခါလျော်စွာပွားအာနာပါနပွားလို့မကောင်းတော့ဘူးဒါမှပွားချင်တော့ဆိုအဲ့၄မျိုးတွေကတစ်ခုခုရွေးပွားလိုက်စိတ်အစဉ်ပြေပြီဆိုတခါအာနာပါနပြန်လာအာနာပါနတော့အဓိကပေါ့သူနဲ့ဇန်နေပါလေထိအောင်ရအောင်လုပ်မှာပေါ့ကျန်တာကတော့အခုနေရထိုင်ရတာအစဉ်ပြေအောင်လို့စိတ်ဆိုတော့တစ်မျိုးတည်းဆိုရင်လည်းနည်းနည်းညှိငွေ့ဟိုဟာလေးလက်တာလှုပ်တတ်တယ်ဒါလေးလည်းလှုပ်တတ်တယ်ဆိုရင်အဲ့ဒါမညှိငွေ့တော့အဲ့ဒါဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိအဲ့ဒါအခုကမ္မထံလို့ဒီလိုခေါ်တယ်ကိုယ်ဆောင်တရား၄ပါးဒီလိုလည်းခေါ်တယ်ခန္ဓာကိုယ်လောဘအတုပပွားခြင်းအပြင်တတ်မှတ်မှုမဖြစ်အောင်မေတ္တာပွားခြင်းအပြင်ဒေါသတွေမဖြစ်အောင်ဘုရားကုံတော်ပွားခြင်းအပြင်အန္တရာယ်တွေကင်းအောင်တရားတိုးအောင်မရဏတ္တိပွားခြင်းအပြင်မင်းမောမရှိအောင်ဒီလိုစောင့်ရှောက်ထားလို့သူ့ကိုယ်ဆောင်တရား၄ပါးဒီလိုခေါ်တယ်ဒီနေ့တော့ဒီလောက်ပဲနော်တရားထင်အောင်